လူတွေကတခုပြောမယ်ဆိုရင်လည်းတွေးပြီးမှပြောတာပဲတခုလုပ်မယ်ဆိုရင်လည်းတွေးပြီးမှလုပ်တာရှိတယ်တွေးတော့ဆင်ញင်မှုဆိုတာပထမလာတာဖြစ်တယ်အဲ့ဒီအတွေးကမှားလို့ရှိရင်ကျန်တဲ့အပြောတို့အလုပ်တို့လည်းမှားသွားနိုင်တယ်ပေါ့ဒါကြောင့်မှန်ကန်စွာတွေးတောနိုင်မှုဆိုတာသိအရေးကြီးတယ်မှန်ကန်စွာတွေးတောမှုအတွက်ဘာတွေကအရေးကြီးလိုအပ်တုံးဆိုအသိပညာဘဝတုတ္တတွေလိုအပ်တယ်ပေါ့မှန်ကန်တွေးတောတတ်ဖို့အတွက်ဘဝတုတ္တကြွယ်ဝဖို့လိုအပ်တယ်အနုဆိုရင်မှန်တွေးနိုင်တာမဟုတ်တုတ္တဆိုတာပညာရဲ့အစပဲဖြစ်တယ်လူတွေကတက္ကသိုလ်ကျောင်းနေသွားပြီးတော့ပညာသင်ကြတယ်ဆိုတာဟာတွေးတောဆင်ញင်နည်းကိုသင်တာပဲဖြစ်တယ်အလုံးကသိယူမသားကြတာတွေးစရာတွေပဲသင်တာပဲဖြစ်တယ်ပေါ့ကဏ္ဍသင်တာပဲကြည့်ပြီးဘယ်ကဏ္ဍနဲ့ဘယ်ကဏ္ဍပေါင်းရင်ဘာရတယ်ဘယ်လောက်နှုတ်ရင်ဘယ်လောက်ဒီသင်ချားစပြီးတော့တွေးတောဆင်ញင်မှုတွေကိုဘာကတော့တွေးတောတတ်ဖို့သင်ကြတာပဲဖြစ်တယ် logic ဆိုတဲ့ဘာသာရပ်ဟာလည်းပဲတွေးတောတာပဲလေစัจ မဲ့ကိုအခြေပြုပြီးတွေးတယ်အကြောင်းတရားကိုအခြေပြုပြီးတော့တွေးတယ်တွေးတောဆင်ញင်မှုတွေဟာလောကမှာအရေးပါတယ်ပေါ့ဒါကြောင့်ပညာတတ်ဖို့အတွက်တွေးတောဆင်ញင်မှုဟာအရေးပါတယ်မေရှိပါကျင့်တရားထဲမှာသမ္မာသင်္ကပ္ပဆိုရယ် right thought ရသော်ဗျာဟောထားတာအဲ့တော့အတွေးဟာမှားတဲ့အတွေးနဲ့မှန်တဲ့အတွေးဆိုပြီးတော့နှမျိုးခွဲထားတယ်မှားတဲ့အတွေးတွေကတော့နိဗ္ဗာန်ရောက်ဖို့အတိညာဏ်နဲ့ရဖို့ဆိုရင်မှားတဲ့အတွေးကဘာတွေတုံးဆိုရင်လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့အတွေးတဲ့တွေးအဲ့ဒီအတွေးတွေကမှားတဲ့အတွေးတွေလို့ပြောဘယ်တော့မှလမ်းမပေါ်မရောက်နိုင်ဘူးလောဘနဲ့တွေးတာကိုကာမဝိတကလို့ခေါ်တယ်စိတ်ထဲမှာလူချင်းစရာနှစ်သက်စရာအာယုန်တွေကိုလူချင်းတတ်မဲ့တဲ့အတွေးနဲ့တွေးတာကာမဝိတက်လို့ခေါ်တယ်အဲ့ဒီကာမဝိတက်ဟာစိတ်ကိုပူလောင်စေတတ်ပြီးလက်တွေ့တစ်ခုဖြစ်သွားရင်လည်းကောင်းကျိုးချမ်းသာကိုမပေးနိုင်ဘူးလောဘနဲ့အသက်ပြီးတွေးတဲ့အတွေးဒေါသနဲ့ပတ်သက်တဲ့အတွေးတွေကတော့ဖြာပါရဝိတကလို့ခေါ်တယ်ဖြာပါရဆိုတာစိတ်ဟာပုံမှန်မဟုတ်ဘဲနဲ့ဖောက်ပြန်နေတဲ့ဒေါသလွှမ်းမှုခန္ဓာလို့ပုံမှန်မဟုတ်တဲ့စိတ်နဲ့တွေးတာဖြာပါရဝိတက်အဲ့ဒီဖြာပါရဝိတက်ကပဲလွန်ကျူးလာတဲ့အခါကျတော့သူတို့အားကိုတတ်ဖို့ဖြတ်ဖို့ထိစဉ်းစားလာတဲ့ဝိဟိတဝိတက်လို့ပြာဝရဝိတက်နဲ့ဝိဟိတဝိတက်ကဒေါသနဲ့ပတ်သက်တဲ့အတွေးတွေကြီးပဲလောဘနဲ့ပတ်သက်တာကာမဝိတက်ဒေါသနဲ့ပတ်သက်တဲ့အတွေးကပြာဝရဝိတက်နဲ့ဝိဟိတဝိတက်လို့မြတ်စွာဘုရားဒီဝိတက်ကလို့ဆိုတဲ့ဉာဏ်စီတွေးတောမှုနဲ့ပတ်သက်ပြီးတော့သုံးမျိုးခွဲဟောထားတယ်ကောင်းတဲ့တွေးတောမှုတွေကြတော့နိက္ခမဝိတက်ကာမဂုဏ်အာယုခံစားမှုအနေထွက်ခွာတဲ့အတွေးကာမဂုဏ်အာယုတွေကိုစွန့်လွတ်တဲ့အတွေးအဲ့ဒါမှအသိဉာဏ်ကိုရနိုင်တာကာမဂုဏ်အာယုနဲ့ဆိုရင်ရှိပြီးသားအသိဉာဏ်တောင်တုံးသွားနိုင်တယ်ပေါ့လောဘတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်တဘာဝကိုမသိနိုင်တော့ဘူးဒါကြောင့်မို့သစ္စာပြဟောတယ်လုတ်တော်အထံနာသနာတိလုတ်တော်ဓမ္မနပ္ပတတိလောဘကြီးနေတဲ့ပုဂ္ဂိုလ်လောဘလွှမ်းမိုးခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာအကြောင်းလည်းမမြင်ဘူးအကျိုးလည်းမမြင်ဘူးကိုယ်အကျိုးလည်းမသိဘူးသူတစ်ပါးအကျိုးလည်းမသိဘူးလို့ဆိုလို့တယ်အနန္တမန္တရာဟောတိလောဘလွှမ်းမိုးနေလို့ရှိရင်သူ့ဖို့ဟာမောင်ကြီးကြနေတာမမြင်နိုင်တဲ့မောင်းနေတဲ့အရာပဲဖြစ်နေတယ်ဒါကြောင့်မို့မှားကြတယ်လောဘနဲ့တွေ့တဲ့အမှားတွေကလည်းမှားတယ်
ဒေါသနဲ့တွေးတဲ့မှားတွေရတယ်အဲ့ဒါကြောင့်မို့ဒီမှားရွံ့တဲ့အတွေးတွေကနေပြီးတော့ထွက်ခွာပြီးမှန်ကန်တဲ့အတွေးကိုတွေးနိုင်ဖို့နိက္ခမဝိတက်ကာမဝါယုနေတဲ့ကနေထွက်ခွာပြီးတော့မှန်ကန်တဲ့အတွေးကိုတွေးတယ်နောက်တစ်ခုကအပြဘာဒဝိတက်ဒေါသကင်းတဲ့အတွေးဆိုမေတ္တာနဲ့တွေးတဲ့အတွေးမေတ္တာနဲ့တွေးတဲ့အတွေးဟာသူများကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးကျိုးစီးပွားကိုလိုလားတဲ့အတွေးတွေနဲ့တွေးတာဖြစ်သွားကြကိုယ်အတွက်လည်းကောင်းကျိုးချမ်းသာရနိုင်တယ်သူတစ်ပါးအတွက်ဒီလည်းကောင်းကျိုးချမ်းသာရနိုင်အဲ့တော့မေတ္တာနဲ့တွေးတဲ့အတွေးအပြဘာဒဝိတက်ကလို့ negative နဲ့ပြောတာဖြာဘာဒဝိတက်ကဒေါသနဲ့တွေးတာဆိုရယ် negative နဲ့ထွက်လိုက်တဲ့အခါမေတ္တာနဲ့တွေးတာနောက်ဝိဣဒဝိတက်ဆိုတာညှင်းဆဲလို့တဲ့စိတ်နဲ့အကျဉ်းကင်းမဲ့တဲ့သဘောနဲ့တွေးတာအဝိဣဒဝိတက်လို့ဆိုတာသူတစ်ပါးကိုမညှင်းဆဲဘူးအကျဉ်းထားတယ်ဆိုတာကရုဏာနဲ့တွေးတဲ့အတွေးအဲ့တော့မေတ္တာနဲ့တွေးတဲ့အတွေးကရုဏာနဲ့တွေးတဲ့အတွေးတွေဟာမိမိအတွက်လည်းပဲကောင်းကျိုးချမ်းသာရနိုင်တယ်သူတစ်ပါးအတွက်လည်းအဆင်ပြေစေတယ်နှလုံးအတွက်ကောင်းတယ်လို့ဆိုအဲ့တော့ right thought လို့ဆိုတဲ့နေရာမှာမှန်ကန်သောအတွေးဆိုတာနိက္ခမဝိတ္တေအပြဘာဒဝိတ္တေအဝိဒဝိတ္တေဒီအတွေးတွေကိုဆိုလို့တယ်ပေါ့နော်ဒါကိုတွေးနေတဲ့အတွေးသည်လောဘလွှမ်းမိုးတဲ့အတွေးလားဒေါသတွေလွှမ်းမိုးနေတဲ့အတွေးလားအကျဉ်းကင်းမဲ့တဲ့အတွေးတွေလားဆိုတာကိုယ့်ကိုဆန်းစစ်ကြမှာဖြစ်တယ်အဲ့ဒီအတွေးတွေရအကောင့်ထဲဖော်မယ်ဆိုရင်အကောင့်ဘယ်တော့မှမဖြစ်နိုင်ဘူးဒါကြောင့်မို့အတွေးကိုဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဒီသုတ္တံမှာရှင်းလျာတဲ့တန်တရားကြီးမှာမှန်ကန်တဲ့အတွေးတစ်ခုပေးခဲ့လမ်းညွှန်ပြတယ်ဒါလို့ရှင်းလျာတဲ့တန်တရားမှာတဲ့နတ်သောဘိက္ခွေသောတတ်တော်သူလဘောယောနမာတာဘုဒ္ဓပုပ္ပောဣမိနာဒီကေနအထုနာဒါလို့ရှည်လျာတဲ့တန်တရာခရီးကြီးထဲမှာတဲ့လူချင်းဆုံပြီးတဲ့အခါမှာစဉ်းစားရမှာကအမျိုးသမီးနဲ့ပတ်သက်လာရင်စဉ်းစားမယ်ဆိုရင်အမေမဖြစ်ဘူးတဲ့အမျိုးသမီးဆိုတာရဖို့မလွယ်ဘူးတဲ့မြတ်စွာဘုရားနသုလဘရူပောလွယ်လွယ်ကူရနိုင်မှာတော့မဟုတ်ဘူးလို့မရှိဘူးလို့လည်းပြောတာမဟုတ်ဘူးလွယ်လွယ်ကူရှာတွေ့မှာမဟုတ်ဘူးတန်တရားရှိလျာနေတဲ့အခါမှာအမျိုးသမီးတွေတွေ့ပြီဆိုလို့ရှိရင်စဉ်းစားလိုက်ပါတဲ့ဒါလောက်ရှိလျာတဲ့တန်တရားကြီးထဲမှာငါအမေလည်းဖြစ်ဘူးမှာပဲလို့တွေးလိုက်ပါအဲ့ဒါဆိုရင်မြို့သမီးနဲ့ပတ်သက်ပြီးစော်ကားလို့တဲ့စိတ်တွေတို့ဘာလို့ပျောက်သွားနိုင်မှန်ကန်တဲ့အတွေ့တစ်ခုလို့သူတို့ဆိုလို့တယ်ပေါ့နော်သောဘိခွေတတ္တောနာသုလဘရူပောအမေမဖြစ်ဘူးတဲ့လူဆိုတာရှားပါလိမ့်မယ်တဲ့တွေ့ဖို့ခက်ပါလိမ့်မယ်ဘာလို့လဲဆိုတန်တရားဒါရှည်လွန်အားကြီးတယ်ပေါ့တန်ကိတ္တဟေတုအကြောင်းဘာကြောင့်လို့ဆိုရင်နမတေကောယဘိက္ခွေတန်တာတော့အလုံးရှိလျာတဲ့တန်တရားကြီးကဘယ်တော့မှစားခဲ့တယ်ဆိုတာပြောဖို့တောင်ခက်တယ်ဒါကြောင့်ဒီမှန်ကန်တဲ့အတွေ့လေးပေးပြီးတဲ့အခါမှာဒါလောက်ရှိလျာတဲ့တန်တရားကြီးကိုညီးခွေးဖို့သင့်ပြီဆိုပြီးတော့နောက်ဆုံးမှာတော့ဝိပဿနာဉာဏ်နဲ့ပဲအဆုံးသတ်တာပဲမြတ်စွာဘုရားဝိပဿနာဉာဏ်ဖြစ်ဖို့ပဲဟောတာပဲရှေ့ပိုင်းကတော့မှန်ကန်သောအတွေးဟာမှန်ကန်သောအတွေးကဘာကိုတားဆီးတာတော့ဆိုရင်ကိုယ့်ရင်ထဲမှာအကုသိုလ်တွေဖြစ်မဲ့ဟာကိုတားဆီးလိုက်တာမုန်းတိမှုယွန်ရှာမှုမတော်မတရားကြံမှုတွေကုန်လုံးရောကြသွားစေတဲ့အတွေးပဲအမေလို့တွေးလိုက်တာနဲ့တပြိုင်နက်ဒီလူရဲ့စိတ်နေသဘောထားတွေဟာပြောင်းလဲသွားနိုင်တယ်